တော့ကန်တီးမှာအောက်ဆုံးထပ်ပေါ့ Oriental Hall ရဲ့အောက်ဆုံးထပ်မှာကန်တီးမှာစာသင်ခန်းကြီးရှိပါတယ်။အောက်မှာကျကန်ကြီးအပေါ်မှာကျ department နဲ့စာသင်ခန်းတွေပါ။အဲ့လိုပန်းပင်လေးတွေနဲ့ဒါပါပင်လည်းမသိ။ငါတို့ကကြာလို့စိတ်ပန်းပင်။ language သမားတွေမလို့မသိ botany သမားတွေလား။ဟုတ်တယ် botany သမားတွေဝိုင်းပြီးတော့အဖြေရှာပေးပါပပင်တွေလည်းမသိဘူး။သင်ခန်းနေပဲရှိပါတယ်အပေါ်ဆုံးထပ်ပါ Oriental Hall ရဲ့အပေါ်ဆုံးထပ်ပါအရင်နဲ့ဝယ်နာနဲ့ကကွက်တီပဲ။အားနေတာမြင်ရတဲ့အစားတော့ ISH လို့ခေါ်ပါတယ်။အဲ့မှာစာတင်ပါတယ်။သွားမယ် ISH ကိုသွားမယ်။ဒါအနောက်ပေါက်ဒါ ISH ကိုနဲ့နောက်ကပေါက်ပါ။ဒါပေမဲ့အရှိပေါက်ကပဲဝင်ပါမယ်။ ISH ဆိုတာက International Student Hall လို့ပြောတာပါ။ဒါပထမပေါက် Integrity ဒါအလယ်ပေါက်ဒါတော့တတိယပေါက်ဒါမဲ့ခုနအလယ်ပေါက်ကပဲဝင်မယ်ဒီနေရာရောက်ရင်ဓာတ်ပုံရိုက်ချင်ရလိုက်ပါတကယ်လှပါတယ်ဆမထမီးပြန်တယ်ဆမက English department Archery class ရှိပါတယ်မြတ်ပြလို့ရတာပေါ့ဒါကတော့မျိုးရိုးရဲ့စာသင်ခန်းမှာဘေးနားမှာ elevator ရှိပါတယ်ခန်းက ISH 210ပါ second floor မှာရှိပါတယ်အခန်းနံပါတ်ကအရင်စနစ်ကြပါတယ် ISH အစားမလို့ ISH နဲ့စားရပေါ့နော် second floor မို့လို့2အခန်းနံပါတ်က10210ပါလေးလွန်မှာရှိလို့ ISH 407ဒါကတော့ sport ground မှာ YUFL အမျိုးသားများစုဒီ sport ground မှာတွေ့ရပါတယ်ရှားပါမျိုးတွေရင်မြင်ကြည့်ထားကြပါ table tennis တန်းရှင်းရတော့အများတန်းရှိပါတယ်ပေါ်ဆုံးထွက်ချီကြီးပေါ့နော်တက်လို့မရပါဘူးတော့ခတ်ထားပါတယ်တက်တာရရပဲတက်လေးကမစီးတန်တိကျကြည့်ထားပါလေးလောကနေနှလောကိုလမ်းလျှောက်စင်းနှလောကနေမှခေါင်းကိုတလီခါနဲ့သွားမှာပါရှာရှည်လို့ခေါ်တာပေါ့သွားခြင်းနဲ့နံပါတ်ကိုနှိပ်ရုံပါပဲတွတ်တူပို့ပေးပါလိမ့်မယ်တင်းတောင်လို့အော်ရင်ထွက်လို့ရပါပြီ
ဘလော့ရဲ့ဖြတ်ရှောက်နှစ်ပေါင်းမှာဒါခုနအပေါ်ကပြခဲ့တဲ့ view ကိုအနီးကပ်သွားပြီးကြည့်တာပါEV hall နဲ့ MB hall ကိုချိန်ထားတဲ့ပေါင်းကူတရားပါဒီမှာတော့ view ကောင်းကောင်းလေးရိုက်လို့ရတဲ့နေရာရှိပါတယ်你可以吗？啊，你这我们要更难洗的。那米花，大家写的，刚刚写，就是没有的。这个我你们什么是那个吧 ？ISH， 那 ISH 的，你要按照大家呀，按米花我把不知道在什么地方，有一起玩的，按米花你们有一个，let's go。ဒါကတော့ EB ဆောင်မျိုးရှိပါတယ်သူက COE EB MB 3ဆောင်တစ်တွဲပေါ့နော်ပွဲတွေပါနေဒီမှာလုပ်ပါတယ်ဒါကတော့အပေါ်ဆုံးအထက်ပါတက်ပင် vlog ရှင်နဲ့တဖြည်းဖြည်းနဲ့
ရောဖက်ရဲ့ပုံမှန်တစ်ခုလုံးလေးပြခဲ့ရဖြစ်ပါတယ်အဲ့တော့ဒါကကြည့်ကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်